ရှိလေးတွေကိုဖြည့်ခိုင်းနေတာနောက်တစ်ပုဒ်ဒီချာနာတော့နော်学校の近くですから衣注意して運転します衣ရဲ့နောက်မှာဗာထည့်ရမလဲစဉ်းစားကြည့်အောင်နော်ဟိုရေဂါရေနိရေနောရေဖြည့်ကြည့်မယ်နော်衣ရဲ့နောက်မှာဟိုထည့်မှာလားဂါထည့်မှာလားနိထဲမှာလားနော့ထဲမှာလားစဉ်းစားကြည့်အောင်နော်ကိုတင်တဲ့အဖြေလေးကို comment မှာရေးခဲ့ပါဒီကမှားတာရှိရင်ရှင်းပြပေးမယ်နော်ဒါကနောက်တစ်ခုနော်ရှေ့မှာတစ်ခုသတိတင်ထားပေးပါတယ်ဖြည့်ကြည့်ခြင်းနဲ့ဆိုရင်ရှာပြီးတော့ဖြည့်ကြည့်ပါမင်္ဂလာပါဒါကတော့ဆက်စီရဲ့ဒုတိယပုံလေးပါเนาะဖြည့်ပြီးကြတာ2ယောက်ရှိတယ်2ယောက်ဆုံးမှန်ပါတယ်เนาะနီးလို့ဖြည့်လိုက်တယ်ဆိုရင်တော့မှန်ပါတယ်ဒီပု္ပ္ပာက学校の近くですから衣ဆိုပြီးကွက်လက်ပေးထားတယ်注意して運転しますအဲ့လိုပေးတာเนาะအဲ့တော့ကလေးတွေကိုအာယုံစိုက်ပြီးတော့တတိထားပြီးတော့မောင်းရမှာเนาะကလေးတွေကိုအာယုံထားရမှာဖြစ်တဲ့ကြောင့်မလို့ဥတီမှုကိုပေါ်ပြတဲ့အတွက်သူကနီးဖြစ်ပါတယ်เนาะ衣に注意して運転しますဒီနေရာမှာတချို့ကကလေးကလို့လှုပ်လိုက်တယ်ဂါထည့်တဲ့လူတွေရှိတယ်เนาะ衣ကလို့ထည့်တတ်တယ်သတိကြောင့်မှလေ့ကျင့်ပြီးရင်ဂါလှုပ်တဲ့လူတွေကကြတော့မှားတယ်เนาะကလေးကသတိထားပြီးကားမောင်းတာမဟုတ်ဘူးเนาะကလေးကသတိထားတယ်ကလေးကသတိထားပြီးလမ်းကူးရမယ်အဲ့လိုမျိုးဆိုရင်တော့တမျိုးဖြစ်မှာပေါ့เนาะအဲ့တော့ဒီကွက်လက်ရဲ့အရှိနဲ့အနောက်ကိုဒီကြလေးဖတ်ပြီးတော့ဒီနေရာမှာဘာဖြစ်မှာလဲဆိုတာကိုစဉ်းစားရမှာဖြစ်ပါတယ်နောက်ထပ်မေးခွန်းတွေမှာလည်းဖြည့်ပြီးကြပါဦးเนาะကျေးဇူးတင်ပါတယ်ဒီနေ့လာဖြည့်ပေးကြတဲ့ကလေးတွေအားလုံးကျေးဇူးတင်ပါတယ်ဒီကြည့်ပေးတဲ့လူတွေလည်းကျေးဇူးတင်ပါတယ်သတိကဒီဟာလေးတွေကိုပြောပြရင်းနဲ့ကြောရှိအားခက်တယ်ဆိုတဲ့ကလေးတွေအတွက်ကိုတစ်ခုခုလေးရသွားစေချင်လို့ဒီစီစဉ်လေးကိုစစီလုပ်နေတာဖြစ်ပါတယ်စိတ်ဝင်စားလို့ရှိရင်လာဖြည့်ပေးပါဒီလိုမျိုးဖြည့်ပြီးရင်မိခွန်းလေးတွေပေးထားပြီးတော့နောက်နေ့ကြလို့ရှိရင်စစီကပြန်ပြီးတော့ရှင်းပြပေးပါတယ်เนาะကျေးဇူးတင်ပါတယ်စိတ်ဆက်စေပါ encouragement နဲ့ဆိုပါ